နွားရောက်ခမတူဦးဒီသောသမီးလေးဖြစ်တဲ့ရှာလီနီကတော့သူ့ရဲ့ချစ်သူကာတီနဲ့လက်ထပ်ခဲ့ပါတယ်။သူတို့နှစ်ယောက်ကဖျားเจ้าမှာလက်ထပ်ခဲ့ပြီးရှာလီနီကကာတီနဲ့တူတူရောက်ခမအိမ်ကိုလိုက်လာခဲ့ပါတယ်။သူကအိမ်ကိုရောက်လာနဲ့ရောင်းမဖြစ်တဲ့ဂါရီမာကထုံးတန်းဇလာအတိုင်းလှုပ်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ခဲမကြီးလိုအပ်တာတွေရှင်ပြောတော့ကျမတို့မိသားစုပြည့်စုံပါတယ်။စိတ်တန်းကြနေထိုင်ပါလာခဲ့ပါမမီနဲ့မိတ်ဆက်ပေးမယ်။ဂါရီမာကရှာလီနီရဲ့လက်ကိုဆွဲကအိမ်ထဲကိုခေါ်သွားလိုက်ပါတယ်။အိမ်နောက်ဘက်ကခြံလေးထဲမှာတော့နွားတစ်ကောင်ရှိနေပါတယ်။အဲဒီနွားကိုတော့လှပစွာစီရင်ပေးထားပြီးရွှေရောင်လက်ဝတ်ရတနာတွေကိုပါလဲမှာဝစ်စင်ပေးထားတာတွေ့လိုက်ရပါတယ်။ရှာလီနီကနွားမကြီးကိုကြည့်ကအံ့ဩနေရဲ့ချိန်မှာတော့ဂါရီမာကပြောလိုက်ပါတယ်။ရှာလီနာအမဒါကကျမတို့ရဲ့အမေပါပဲအမရောက်ခမပေါ့။ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ तू ကနွားတစ်ကောင်ပါ။ तू ကနွားတစ်ကောင်မဟုတ်ပါဘူး။ကျမတို့ရဲ့အမေပါ။သူ့ရောက်ခမတယောက်လိုသဘောထားပေးပါ။ဂါရီမာကအခုလိုပြောလိုက်တော့ရောက်ကတိကလည်းအခုလိုပြောလိုက်ပါတယ်။သမီးလေးသူ့ရဲ့ခြေထောက်တွေကိုထိပြီးအယိုသေးပေးလိုက်ပါအောင်။မင်းအတွက်ကောင်းချီးမင်္ဂလာတွေယူဆောင်ပေးလိုက်မယ်။ရှာလီနီလည်းဘာမှမပြောတော့ပါဘူး။နွားမရဲ့ခြေထောက်ကိုကိုက်လိုက်ပြီးတော့အယိုသေးပြုတ်ပေးလိုက်ပါတယ်။သူကအခုလိုလုပ်လိုက်တော့နွားမချက်ချင်းပဲသူ့ရဲ့လက်တစ်ဖက်ကိုမြှောက်ပြီးတော့သူ့ရဲ့ခေါင်းပေါ်မှာတင်လိုက်ပါတယ်။အဲဒီနောက်ရှာလီနာလည်းဂါရီမာနဲ့အတူတူအိမ်လေးထဲကိုဝင်လာခဲ့လိုက်ပါတယ်။ရှာလီနီကအခန်းထဲကိုဝင်သွားလိုက်တော့ကာတီကအစင်သစ်စောင့်နေပါတယ်။ယောက်ျားနွားတစ်ကောင်ကဘာလို့ကျမရဲ့ရောက်ခမဖြစ်နေရလဲ။ तू ကနွားတစ်ကောင်ပဲဘာလို့ကျမရဲ့ရောက်ခမဖြစ်နိုင်ရမှာလဲ။မဟုတ်ဘူးအဲ့ဒီနွားငါအမေပါ။ဒါပေမဲ့နွားတစ်ကောင်ဘယ်လိုလုပ်ရှင့်ရဲ့အမေဖြစ်ရမှာလဲ။ဒီဇလန်ကိုပြောပြရရင်တော့အရန်ဝမ်းနေစရာကောင်းပါတယ်။ငါနဲ့ဂါရီမာငယ်စဉ်ကတည်းကအမေကမရှိတော့ဘူး။အဲ့ဒီနွားလေးကပဲငါတို့ကိုနှိုးတိုက်ပြီးစောက်ရှောက်ပေးခဲ့ရလေ။အဲ့ဒီနွားမှာငါတို့အတွက်အမေတယောက်လိုပါပဲ။ငါတို့ရန်ပြုတ်ဖို့ကြိုးစားရင်သူကဥကြိုနဲ့ဝေပြီး6လမောင်းထုတ်တယ်။ဒါကြောင့်ငါတို့မောင်နှမအမေတယောက်လိုတန်မိုးထိုင်။အဖေဆိုရင်လည်းအဲ့ဒီနွားမောင်အမေနာမည်ပဲတက်ခေါ်တာလေ။အော်ဒီလိုလား။ဟုတ်တယ်။မင်းလည်းအဲ့ဒီနွားမောင်မင်းရဲ့ရောက်ခမတယောက်လိုသဘောထားတဲ့နဲ့။သူ့ကိုမေးမြန်းပြီးမှမင်းအလုပ်လုပ်တဲ့နဲ့။ကောင်းပါပြီ။နောက်တစ်နေ့မှာတော့ရှာလီနီကပထမဆုံးမိဖို့ကြောင့်မရတော့မှဖြစ်ပါတယ်။ရှာလီနီကမိဖို့ကြောင့်မဝင်ခင်နွားမလေးရီရှာကိုအရင်ဆုံးမေးလိုက်ပါတယ်။အမေဒီနေ့သမီးပထမဆုံးချက်ပြုတ်ရမယ့်နေ့ပါဒီနေ့ဘာစားမှလဲချက်ပါတီလုပ်ပေးရမှာလားပဲဟင်းမဲချက်ပေးရမှာလားရှာလီနီကအခုလိုမေးလိုက်တော့နွားမရီရှာကကောင်းခါရမ်းပြပါတယ်ပန်ယာကာရီလုပ်ပေးရမလားဆိုတော့ချစ်ချင်းမဲသူ့မကိုကောင်းနေပြလိုက်ပါတယ်အဲဒီနောက်မှာတော့ရှာလီနီလည်းချစ်ချင်းမဲအိမ်ထဲကိုဝင်သွားလိုက်ပါတယ်ရှာလီနီလည်းမိဖို့ကြောင့်ထဲမှာအားလုံးပြင်ဆင်လို့ပြီးသွားတော့နွားမလေးရီရှာအတွက်ထည့်ပြီးတော့ယူလာပေးလိုက်ပါတယ်သူမနွားလေးကိုကျွေးလိုက်တော့မစားပါဘူး။အိုးဘာလို့မစားရလဲအမေ။သမီးကောင်းကောင်းချက်ပြုတ်ထားပါရဲ့အမေစားကြည့်ပါမေ။ရှာလီနီကအခုလိုပြောပေမဲ့နွားမရီချာကဘာမှပြန်မတုတ်ပြန်ပါဘူး။ဘာမှဖြစ်လို့လဲအမေ။သမီးအမှားလုံးမိလို့လား။တခုခုကိုစိုးရိမ်နေပြောပါမေ။နွားမရီချာကခေါင်းခါရမ်းပြလိုက်ပါတယ်။ဒီလိုဆိုရင်ဘာများဖြစ်လို့လဲမေ။အဲဒီအချိန်မှာပဲဂါရီမာကအပြင်ကိုထွက်လာပါတယ်။ပြီးတော့သူမအခုလိုပြောလိုက်ပါတယ်။အမကြီးအမေကရေရင်ချိုးပြီးဆူတောင်းဝစ်ပြူပြီးမှစားတာပါဒီတိုင်းဆိုရင် तू ကစားမှာမဟုတ်ပါဘူးကောင်းပါပြီငါအခုပဲသူ့ရေသွားချိုးပေးလိုက်ပါမယ်ရှာလီနီကနွားမရီရှာကိုရေချိုးပေးလိုက်ပါတယ်ပြီးတော့လက်ဝတ်ရတနာတွေပါဝစ်စင်ပေးလိုက်ပါတယ်ရှာလီနီကအားလုံးပြင်ဆင်လုပ်ပြီးသွားတော့နွားမရီရှာနဲ့အတူတူပဲဆူတောင်းဝစ်ပြူလိုက်ပါတယ်ရှာလီနီလည်းရီရှာကိုအစာကျွေးပြီးရနဲ့ပြန်လာပြီးတအိမ်လုံးစားတော့ဖို့အတွက်ပြင်ဆင်ပေးလိုက်ပါတယ်အားလုံးကရှာလီနီချက်ပြုတ်ပြင်ဆင်ပြီးတော့ကြိုက်ကြပါတယ်။အဲဒီနောက်ရှာလီနီကသူ့အမေစီကိုသွားကျင်ကြောင်းရောက်ကတိကိုပြောလိုက်ပါတယ်။အဖေသမီးမနှက်ပြန်ဆိုအမေစီသွားကျင်လို့သွားလို့ရမလား။သမီးမနှက်ပြန်ကြရစ်ချာအတွက်လိုအပ်တာတွေလုပ်ပေးလိုက်ပါ။ပြီးရင်သမီးသူ့စီခွင့်နှောင်းကြည့်ပေါ့။သူကခွင့်ပြုရင်ရွှေမလေးလည်းသွားလို့ရပါရဲ့။အခုချိန်မှာတော့ရှာလီနီဟာဝမ်းနဲ့တလို့ခံစားလာရပါတယ်။သူ့အတွက်အမေစီသွားဖို့တောင်နွားမကြီးစီခွင့်တောင်းနေရတာကမဖြစ်သင့်ဘူးဆိုပြီးတွေးနေပြီပါ။နောက်တစ်နေ့မှာတော့ရှာလီနီလည်းနွားမရီချာစီကိုသွားပြီးမေးကြည့်လိုက်ပါတယ်။အမေသမီးအမေအိမ်ကိုသွားချင်လို့ပါ။သမီးသွားလို့ရမလား။အလှကိစ္စလေးလည်းရှိလို့ပါ။အဲဒီချိန်မှာတော့ရီရှာကခေါင်းငိတ်ပြလိုက်ပါတယ်။ကျေးဇူးပါမေ။နောက်တစ်နေ့မှာပဲရှာလီနီဟာယောက်ျားဖြစ်သူနဲ့အတူတူအမေအိမ်သွားဖို့ထွက်လာပါတယ်။အဲဒီချိန်မှာပဲရီရှာကမစင်စွန့်လိုက်ပါတယ်။တောင်မြင်တော့ကာတီယာအခုလိုပြောလိုက်ပါတယ်။မိမကြီး
မင်းအရင်ဆုံးရစ်ချာကိုတန်ရှင်းလုပ်ပေးလိုက်ပါအောင်သူမစင်စွန့်ထားတယ်ဒါအောင်လဲကျမလုပ်ရမှာလားအခုလိုပဲတရိတ်ဆန်ရဲ့အညစ်အကြေးကိုမှမလုပ်ပြီးခဲ့ဘူးပါဘူးမင်းဘယ်လိုပြောနေရလဲသူကတရိတ်ဆန်မဟုတ်ပါဘူးဒါကငါတို့အမေပါအညစ်အကြေးကိုအရင်တန်ရှင်းအောင်လုပ်လိုက်ပါရှာလီနီနဲ့ခင်မောဖြစ်သူပြောသလိုလုပ်လိုက်ပါပြီးတော့ကာတင်နဲ့အတူတူမိဘရဲ့အိမ်ကိုထွက်လာခဲ့လိုက်ပါအဲ့ဒီကိုရောက်တော့ရှာလီနီကအမေဖြစ်သူပြန်ပြောပြလိုက်ပါအမေသမီးရဲ့ရောက်ခမနွားတကောင်မှာသမီးဘယ်လိုလုပ်ပြီးကာဒီယိုလက်ထပ်မိခဲ့ရလဲမသိဘူးဘာပြောလဲသမီးရောက်ခမနွားတကောင်ဟုတ်လားဟုတ်ပါတယ်မေရောက်ခမနွားတကောင်မှာအိုးဒါဘယ်လိုဖြစ်နိုင်မှာလဲအမေအဲ့ဒီနွားမှာကာတီနဲ့ကာရီမှာငယ်စဉ်ကတည်းကမိခင်ကြောက်လို့ပဲနို့တိုက်ကျွေးပြီးစောက်ရှောက်ပြီးခဲ့လို့ပြောပါတယ်ဒါကြောင့်သူတို့တိန်လွားအဲ့ဒီနွားမောင်အမေတယောက်လိုသဘောထားကြတယ်ကျောက်ကတိကလည်းသူ့ရဲ့ဇနီးနာမည်ကိုပဲအဲ့ဒီနွားမောင်ခေါ်တယ်သမီးကအဲ့ဒီနွားအတွက်အစားအစာရရလှုပ်ပေးရတယ်နောက်ဆုံးအညစ်အကြေးတွေအစားတန်ရှင်းပေးရပါတယ်သမီးကတော့အခုလိုတွေနေ့တိုင်းမလုပ်နိုင်တော့ပါဘူးသမီးပြောတာမှန်တယ်သူကနွားပဲဒီလိုလို့သမီးတို့အပြင်ခေါ်ထုတ်သွားပြီးတနေရာရာမှာစွန့်ပစ်ထားခဲ့လိုက်ပါသူတို့မင်းလည်းသမီးတခုခုလိမ့်ညာပြီးပြောလိုက်ပေါ့အမေပြောသလိုလုပ်လိုက်သမီးဟုတ်ကဲ့ပါမေအဲ့ဒါကောင်းတယ်သမီးအမေပြောသလိုလုပ်ကြည့်လိုက်ပါမေဒါကနီလန်းကောင်းမေအဲ့လိုနဲ့ရှာလီနီဟာအမေဖြစ်သူရဲ့အိမ်မှာနေထိုင်ခဲ့ပြီးနောက်တစ်နေ့မှာတော့ယောက်ျားဖြစ်သူနဲ့အတူတူပြန်လာခဲ့ပါသူမရောက်ခမရဲ့အိမ်ကိုပြန်ရောက်လာနဲ့အရင်ဆုံးရရှာကိုအယိုသေးပေးလိုက်ပါအဲ့ဒီချိန်မှာတော့နွားမရရှာကတခုခုကိုအတိပေးချင်တယ်လို့လုပ်ပြပါရရှာကသူတို့နှစ်ယောက်ရဲ့အရှိမအတန်ကြဲကြဲအော်နေပါယောက်ျားအမေကဘာဖြစ်တာလဲကြည့်ရတာအမေနေမကောင်းနေပုံပဲငါခုပဲဆရာဝန်သွားခေါ်လာအောင်မေအဲဒီနောက်မှာတော့ကာတီကဆရာဝန်စီကိုအမြန်သွားလိုက်ပါခဏနေရောဆရာဝန်ကရောက်လာပြီးရေရှာကိုတိကျစစ်ဆေးပေးပါပြီးတော့ဆရာဝန်ကအခုလိုပြောလိုက်ပါသူပိုးမွားကြိုက်ခံရပါမစိုးရိမ်ပါနဲ့သူကပိုးမွားကြောင့်ပဲအခုလိုဖြစ်နေရပါမင်းတို့ဆေးပေးခဲ့မယ်သူ့ကိုကောင်းကောင်းကြည့်ဆိုင်ပေးပါဆရာဝန်ပြန်သွားတော့ရှာလီနီကိုရောက်ကတိကအခုလိုပြောလိုက်ပါရွှေမိုင်သူ့ကိုမင်းအခန်းထဲခေါ်သွားလိုက်ပါသမီးရဲ့အခန်းထဲကိုလာဖေးဟုတ်တယ်သမီးဒီကိုရောက်မလာခင်ရဆိုရေရှာအိမ်လေးထဲမှာပဲအဖေတို့နဲ့အတူနေခဲ့တယ်အခုတော့နေရာလို့မရှိတော့လို့လေသမီးအခန်းထဲခေါ်သွားလိုက်ပါအပြင်မှာမို့တင်နေသူနေမကောင်းဖြစ်နေပြီရှာလီနီလည်းခဏနေတော့ရေရှာကိုသူ့ရဲ့အခန်းထဲခေါ်သွားလိုက်ပါခဏကြာရေရှာဂရေပေါ်မှာအိတ်နေခဲ့ပါအိုးသူကဂရေပေါ်မှာအိတ်နေတော့ငါဘယ်လိုလုပ်ပြီးအနားယူရမှာလဲအခုမှပဲဒုက္ခပါပဲရှာလီနီကတော့ကျမ်းပြင်ပေါ်မှာပဲပြားတစ်ချက်ခင်းပြီးအိတ်လိုက်ပါခဏနေတော့ရရှာကဂရင်ပေါ်မှာမစင်စွတ်ထားတာတွေ့လိုက်ရပါတယ်။အိုးဖះကြီးသူကအိယာပေါ်မှာမစင်စွတ်ထားပြန်ပြီ။ရှာလီနီကရရှာကိုအိယာပေါ်ကနေချပေးလိုက်ပြီးအိယာကဲကိုတန်ချီလှုပ်လိုက်ပါတယ်။သူမတန်ချီလှုပ်နေတဲ့အချိန်မှာပဲအခန်းထဲကိုဂါရီမှာရောက်လာပါတယ်။အမကြီးခဏနေအမေကိုဆရာဝန်ပြီးခဲ့ရဲ့စီတိုက်လိုက်အောင်နော်။အခုအမေကိုဆေးမတိုက်ရသေးဘူးမဟုတ်လား။ဟုတ်တယ်သူ့ကိုဆေးတော့မတိုက်ရသေးပါဘူး။အခုသူကအညစ်အကြေးစွတ်ထားတော့အိယာခင်းတွေရှော့ဖွင့်ရတော့မယ်။ဂါရီမိုင်မင်းမအမေကိုစီးတိုက်လိုက်ပါနော်။မဖြစ်ဘူးမညီမအခုပဲចောင်းကိစ္စနဲ့အပြင်သွားရမှာမို့မအားပါဘူး။အမပဲမေကိုစီးတိုက်ထားလိုက်ပါနော်။ဂါရီမာသူမအခုလိုပြောပြီးအခန်းထဲကနေထွက်သွားပါ။ဒီနေ့ရောအိမ်မှာဘယ်သူမှမရှိကြပါဘူး။အားလုံးကသူ့ကိစ္စနဲ့သူအပြုံရောက်နေကြတာပါ။ရှာလီနီလည်းဒါဟာသူမအတွက်အခွင့်ကောင်းမယ်လို့တွေးလိုက်ပါ။အဲဒီနောက်မှာတော့ရှာလီနီဟာသူအရင်ကြံစီထားတဲ့အတိုင်းရေရှာကိုအိမ်ကနေခေါ်ထုတ်လာပါ။သူမအတော်ဝေးဝေးမှာရေရှာတကောင်နဲ့ထားခဲ့လိုက်ပြီးအိမ်ကိုပြန်လာခဲ့ပါ။နောက်တစ်နေ့မှာတော့ဂါရီမာကရေရှာကိုအစာကျွေးဖို့အခန်းထဲဝင်လာခဲ့ပါ။အဲဒီခါမှာတော့ရှာလီနီရဲ့အခန်းထဲမှာနွားမရေရှာမရှိတော့တာသတိထားမိလိုက်ပါ။အိုးအမေကရောသူဘယ်ရောက်သွားလဲ။အမလည်းမသိဘူးဂါရီမာစောစောအဝိရှော်နေတော့သူက6မိနစ်မှာပဲရှိနေသေးတယ်။ရှာလီနီကအခုလိုပြောလိုက်တော့ဂါရီမာလည်းအပြင်ခက်သက်နဲ့ထွက်သွားပါ။သူမရေရှာနေရအနှံလိုက်ရှာနေခဲ့ပါ။ဒါပေမဲ့ဘယ်မှာမှရှာလို့မတွေ့ပါဘူး။ဂါရီမာလည်းသူမရဲ့အဖေနဲ့အကိုဖြစ်သူခေါ်လိုက်ပါ။အားလုံးကရေရှာကိုရှာလို့မတွေ့လို့အယမ်းစိတ်ပူနေရပေါ့။မင်းမတွေ့မိဘူးလား။ဟုတ်တယ်ကိုအမေကတခြားတနေရာထွက်သွားပြီ။အမေကငါတို့ထားပြီးတခြားဘယ်နေရာမှမသွားပါဘူး။အဖေတို့ရဲစခန်းသွားပြီးလူပြောက်တိုင်ကြားချက်အနေနဲ့အမှုဖွင့်ထားရမယ်။သူ့ကိုတခုခုဖြစ်အောင်လုပ်လို့ရတော့အဲ့ဒီတို့ထိထိရရအဖြစ်ပေးရမယ်။ရှာလီနီလည်းအခုလိုပြောဆိုနေတဲ့စကားတွေကြတော့ကိုလိပ်ပြမလုံတော့တလို့စိုးရိမ်မိလာပါ။တကယ်လို့သာသူ့လုံမှန်းသိသွားရင်ပြင်းထန်တဲ့အဖြစ်တံခံရနိုင်ပါ။ခဏနေရောကာတီတို့လည်းအပြင်ကိုထွက်သွားကြပြီး
နွားမရေရှာမတွေ့တွေ့အောင်ရှာကြပါရှာလီနီလည်းအိမ်ထဲကနေထွက်လာပြီးတော့သူမအရင်ကစွန့်ပစ်ထားတဲ့နေရာမှာပြန်သွားကြည့်ပါဒါပေမဲ့ရေရှာရဲ့အရေးရောင်တာမတွေ့ရပါဘူးရှာလီနီကရေရှာကိုနေရာအနှံ့လိုက်ရှာကြည့်ရင်လမ်းတစ်ဖက်ကိုဖျက်ရှောက်လိုက်ပါအဲဒီအချိန်မှာပဲကားအရှိန်နဲ့ရှာလီနီကိုဝင်တိုက်တော့မဲ့ဆက်ဆဲမှာပဲနွားမရေရှာအမြန်ပြေးလာပြီးတော့ရှာလီနီကိုနဘေးကိုတွန်းချလိုက်ပါအိုးတော်ပါသေးရဲ့ငါမဟုတ်ရင်ကားတိုက်ပြီးတေးမှတိကြတယ်ရှာလီနီကဘေးကိုကြည့်လိုက်တော့ရေရှာတွေ့လိုက်ပါသူမှလည်းသူ့အသက်ကိုကယ်တင်ပေးလိုက်တာရေရှာဖြစ်နေတော့အရန်ကိုဝမ်းသာမိသွားခဲ့ပါအိုးရေရှာအမေကတမီးရဲ့အသက်ကိုကယ်တင်ပေးခဲ့ရပဲရှာလီနီလည်းနွားမရေရှာကိုဖက်ကငိုးလိုက်ပါပြီးတော့သူမကိုအိမ်ပြန်ခေါ်လာလိုက်ပါသူမအိမ်ကိုရောက်လာတော့အကုန်လုံးကသူမနဲ့ရေရှာကိုကြည့်ပြီးပျော်ရွှင်နေကြပါအမေကာတီနဲ့ဂါရီမာတို့ကဝမ်းသာအားရနဲ့ပြေးသွားလိုက်ကြပြီးနွားမရေရှာဖတ်ပြီးတော့ငိုကြပါသူတို့မြောက်ကိုကြည့်ပြီးတော့ရှာလီနီရဲ့မျက်လုံးတွေမှာမျက်ရည်တွေဝဲလာခဲ့ပါအခုတော့ရှာလီနီကသူမရဲ့လုံရဲ့အပေါ်နောင်နာရနေပါပြီရေရှာကသူ့ရဲ့အသက်ကိုလည်းကယ်တင်ပေးခဲ့ပါရေရှာကိုလည်းသူမရဲ့နှလုံးသားထဲကနေရောက်ခမတယောက်ဖြစ်သတ်မှတ်လိုက်ပါသူဟာပါနီပူရီစားတိုင်းအဆက်တွေအရန်ထည့်ပါသူအဆက်စားတော့ကြည့်ပြီးတော့သူရောက်ခမအရန်ကိုဒေါသထွက်ပါအကိုစက်တဲ့ပါနီပူရီနည်းနည်းလောက်ပေးပါအဲ့ဒီထဲမှာပဲနစ်လည်းနည်းနည်းထည့်လိုက်ပါပဲနစ်ကအရန်ဆက်တယ်နော်တော့ကြောင့်မစားနိုင်မဲနေမယ်ကျွန်တော်နည်းနည်းလောက်ပဲထည့်ပေးလိုက်မယ်ထည့်ပေးလိုက်ကျမရဲ့ရွှေမပါနီပူရီအဆက်စားရအရန်ကြိုက်တယ်အဲ့ဒါကြောင့်ထည့်ပေးလိုက်အခုမှပဲစားလို့ဝင်တော့တယ်နေတိုင်းရွာထဲမှာပါနီပူရီရောင်းမယ်ဆိုရင်အဆက်မျိုးစုံလုပ်ပြီးနော်ဟုတ်ပြီလားကိုကောင်းပြီကျွန်တော်မှတ်ထားလိုက်ပါမယ်တဖြည်းဖြည်းနဲ့စုမွန်ကအဆက်စားရတာကြိုက်တယ်ဆိုတာရွာလူတွေအကုန်သိသွားကြပါတနေ့မှတော့စုမွန်ကပွဲတစ်ခုသွားလိုက်ပါအဲ့ဒီမှာပါနီပူရီရောင်းတဲ့အကွာအားလုံးကိုပါနီပူရီကျွေးနေပါဘလောက်ဆဆပါနီပူရီကစားမကောင်းခဲ့ပါစုမွန်အမအခုတော့အမပဲရတာရှိရဲ့ပါနီပူရီကိုလှုပ်ကျွေးပါတော့ဒီကွာကျွေးရတွေစားမကောင်းထားလိုက်ပါသစဉ်တကယ်လို့စုမွန်ကပါနီပူရီလှုပ်ခဲ့နင်တို့တယောက်မှပါနီပူရီစားနိုင်မှာမဟုတ်စုမွန်ကအရန်ဆက်တဲ့ပါနီပူရီတွေစားတယ်သူ့အကြိုက်ပဲသူ့လှုပ်လိုက်မယ်ပြီးရင်ညီမလေးနဲ့အတူလိုက်ဧည့်သည်တွေအားလုံးပါနီပူရီစားနိုင်မှာမဟုတ်ဘူးအဲဒီချိန်ပွဲကိုလာခဲ့တဲ့မိန်းမတယောက်ကပြောတဲ့စကားတွေကြားသွားပါသူကအနားကိုလာပြီးတော့ပြောလိုက်ပါကျိတ်တဲ့လောက်ပြောလိုက်ပါငါထက်ဘသူမှပါနီပူရီအဆက်ကိုစားနိုင်မှာမဟုတ်ငါအဆက်အတိုင်းတာတော်တော်များများကိုကြော်ပြီးစားဘူးတယ်ငါအစားစားတဲ့ပြိုင်ပွဲမှာပြိုင်ဘူးတယ်ဘသူမှငါ့မနိုင်ပါဘူးငါထင်တာတော့စွန့်မောကငါထက်အဆက်မစားနိုင်တော့ဘူးဟုတ်တယ်ရောက်မအဒီတင်သားတကယ်ပဲပါနီပူရီအဆက်စားနိုင်တယ်သူကပြိုင်ပွဲတွေအများကြီးကိုလည်းနိုင်ဘူးတယ်ပါနီပူရီအဆက်တွေစားပြီးပြိုင်ပွဲမှာဆုတွေလည်းရလိုက်တယ်ဟုတ်လားဒါဆိုကျမနဲ့မပြိုင်ခင်မှာဒီစကားမပြောနဲ့ဘူးအခုထိအန်ဒီနဲ့ကျမမပြိုင်ရသေးဘူးလေဒါဆိုလဲပြိုင်ပွဲလုပ်ကြမယ်လေငါပဲနိုင်မှာဆုကိုလည်းငါပဲယူမှာပါနီပူရီကိုလည်းလုံးဝအဆက်ငါပဲလုပ်မယ်ကောင်းပြီအန်ဒီကကျမထက်ကြီးရောအန်ဒီစိန်ခေါ်တာလက်ခံပါနောက်ဘက်တနင်္လာနေ့ကျရင်ငါတို့ပြိုင်ကြမယ်နိုင်တဲ့သူကဈေးကြီးဆုံးဖုန်းရမယ်ငါကဖုန်းသစ်ဝယ်ဖို့ရှိတယ်တကယ်လို့ငါသာနိုင်သွားရင်ပတ်စံလည်းမကုန်တော့ဘူးကောင်းပြီအန်ဒီဒါဆိုပြိုင်ပွဲရောက်မှပဲတွေ့ကြမယ်စွမွန်ကအန်ဒီတင်စာပြိုင်ပွဲအတွက်စိန်ခေါ်လိုက်တာလက်ခံပြီးတော့အိမ်ကိုပြန်လာခဲ့ပါဒါပေမဲ့သူ့ယောက်ကမသူ့ဘောဒေါသထွက်သွားပါရွှေမတကယ်လို့ပြိုင်ပွဲမှာရှုံးသွားရင်သမီးနဲ့နာမယ်ဆိုတာသိရမလားဒီလောက်ဈေးကြီးရဲ့ဖုန်းကိုသူ့ကိုလက်ကပေးလိုက်တော့မလို့လားဒါကြောင့်လေပြိုင်ပွဲကိုလက်ခံလိုက်တာလေကျမလည်းဖုန်းသစ်လိုချင်တယ်လေအမေကိုဖုန်းတစ်လုံးဝယ်ပေးပါလို့သမီးပြောရလေအမေကသမီးကိုမဝယ်ပေးဘူးဒါကြောင့်ကိုပဲယူလိုက်မယ်လို့စဉ်းစားထားဒီလောက်ကံကောင်းတာကြီးကကို့ရှိရောက်လာတော့ဘလို့လုပ်ပြီးညင်းရမှာလဲအမေကကိုချွေးမပေါ်ယုံကြည်မှုမရှိဘူးလားသမီးကဘလောက်အဆက်တွေစားနိုင်လဲဆိုတာအမေသိရမလားဒီပြိုင်ပွဲကိုတော့သမီးပဲနိုင်မှာပါသမီးကိုကောင်းကြီးပဲပေးပါစွမွန်ကပြိုင်ပွဲအတွက်အဆင်သင့်ဖြစ်နေပါပြီသူ့ယောက်ကမသူ့ယောက်ျားနဲ့အတူတနင်္လာနေ့မှာပြိုင်ပွဲအတွက်စားတောက်ဆိုင်တစ်ဆိုင်ရောက်သွားပါအဲ့ဒီကိုတင်စားကလည်းသူ့တငယ်ချင်းတွေနဲ့အဲ့ဒီနေရာကိုရောက်နေပါတင်စားနဲ့စွမွန်ကပါနီပူရီအဆက်စားပြိုင်ပွဲကိုစတင်လိုက်ပါတင်စားကပါနီပူရီအရန်အဆက်တွေလှုပ်ထားတယ်လို့ထင်လိုက်ပါစွမွန်ကပါနီပူရီတစ်ခုတောင်စားနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့စွမွန်ကပါနီပူရီတွေကိုတပကံမီးတပကံစားနေပါအခုနေဘသူ့အစိန်ခေါ်လိုက်တာလဲဆိုတာနေမသိပါဘူးဒါကငါ့ရဲ့ချွေးမပါအားလုံးထက်ပါနီပူရီအဆက်စားရဲ့ချွေးမပါကျမရွှေမောင်နိုင်ဖို့ကြိုးစားလိုက်ပါတင်စားကသူစားနိုင်တာထက်ပိုပြီးတော့အဆက်ထည့်ပြီးလှုပ်ထားပါဒါပေမဲ့ခဏကြာမှာတော့တင်စားရဲ့မျက်လုံးကနေမျက်ရည်တွေဝဲလာပြီးတော့
နားကနေအငွေ့တွေထွက်လာပါတယ်။ဒါကဘာလဲ။စွတ်မွန်ကပါရီပူနီစားတာလုံးဝမရက်ခဲ့ပါဘူး။နောက်ဆုံးမှာတော့စွတ်မွန်ကပါနီပူရီအဆက်စားပြန်ပွဲမှာအနိုင်ရခဲ့ပါတယ်။အရန်ကောင်းတာပဲ။အရန်ကိုစက်တဲ့ပါနီပူရီအနှစ်အရန်ကိုကောင်းလှုပ်ထားတာပဲ။ဖုန်းသစ်တစ်လုံးဝယ်ဖို့အတွက်အနီကိုယ်တိုင်ဝယ်ပေးမှာလားပတ်စံပေးလိုက်မှာလား။နေကြိုက်တာရွေးလိုက်ပတ်စံပေးလိုက်မယ်။โอเคပြဿနာမရှိပါဘူး။အမေကိုတစ်ခေါက်ပြောပြရမလားချစ်စရာကောင်းတဲ့ပုံစံနဲ့ဖုန်းသေးသေးလေးအဲ့ဖုန်းပဲယူတော့မယ်။အဒီရဲ့သမီးကိုအကနေပတ်စံလွှဲပေးလိုက်မယ်။စွတ်မွန်ရဲ့စကားကြားပြီးတော့သူ့ရောက်ခမနဲ့ယောက်ျားကရှဲလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအန်ဒီတင်စားရဲ့မျက်နှာကလုံးဝကိုမကောင်းခဲ့ပါဘူး။ဒေလီမြို့သားပါနီပူရီချောစုကဒေလီမှာနေပါတယ်။သူ့ဖေကလဲနဲ့မုတ်ဆိုင်ဖိမိုင်းချောစုလည်းသူ့ဖေနဲ့အတူအလုပ်လုပ်ပါတယ်။အဖေပါနီပူရီလည်းလုပ်ပြီးသွားပြီ။အခုတော့ချိုတဲ့အနှစ်လေးအဖေလုပ်လိုက်။သမီးကစက်တဲ့အလုပ်ကိုလုပ်ထားတယ်။ချောစုသမီးလေရှိသမျှအလုပ်တွေသမီးပဲလုပ်လိုက်တယ်။သမီးကအဖေကိုအကျင့်ပြအောင်လုပ်နေရလား။ရန်နေကြရင်သမီးကရောက်ခမအိမ်သွားလိုက်ရင်အဖေကဘာတစ်ခုမှလုပ်ချင်စိတ်ရှိမှာမဟုတ်ဘူး။သမီးကိုအရန်တရိယာနေရောမှာ။တော်ပါတော့ချောစုသမီးပဲသမီးဖေကိုဖြည့်သိပ်ပေးလိုက်ပါတော့။ဘာမဟုတ်တာလေးနဲ့အကြီးကြီးတွေတွေးတော့လိုက်တယ်။အဖေကိုထားပြီးတော့သမီးဘယ်မှမသွားပါဘူး။သမီးမင်္ဂလာမဆောင်ကျင်သေးဘူး။သမီးအဖေနဲ့အမေမရှိမနေနိုင်။မဟုတ်ဘူးသမီးအဲ့လိုမပြောရအောင်။သမီးဆိုတာရောက်ခမအိမ်ကိုသွားရတယ်။ရာဇာကကောင်းတဲ့ကောင်းလေးကြောက်ပါ။သမီးရောက်ခမအိမ်မှာပျော်ပျော်ရွှင်ရွှင်နေရမှာပါ။ချောစုနဲ့ရာဇာရဲ့မင်္ဂလာပွဲကိုအတည်ပြုလိုက်ပါတယ်။တလားနေချောစုရဲ့မင်္ဂလာပွဲရှိပါတယ်။ဒါကြောင့်သူ့မိဘတွေနဲ့ဝေးတဲ့မြို့ကိုသွားရမှာကိုစိတ်မကောင်းဖြစ်နေပါတယ်။ချောစုကအကြီးဖြစ်ပြီးတော့မောင်လေးတယောက်ရှိပါတယ်။သူကအခုပညာသင်နေတော့မှတပြေးပြေးနဲ့တလားကြပြီးရင်တော့ချောစုရဲ့မင်္ဂလာဆောင်ရမယ့်နေ့ရောက်လာပါတယ်။ချောစုရဲ့မိဘတွေကသူ့ကိုကားထဲထည့်ပြီးနှုတ်ဆက်လိုက်ပါတယ်။မင်္ဂလာဆောင်ပြီးရင်တော့ချောစုကရောက်ခမရရှိရဲ့မြို့ကိုရောက်လာပါတယ်။ချောစုရဲ့ယောက်ျားရာဇာကကားပစ္စည်းတွေကိုပြင်းတဲ့ဆိုင်မှာအလုပ်လုပ်ခဲ့ပါတယ်။ချောစုကတီးတက်တဲ့သူဖြစ်ပြီးရရောက်ချင်းတမိသားဆွလုံးရဲ့တာဝန်ကိုယူလိုက်ပါတယ်။တော်ပြီချွေးမအမေရိုဒီထပ်မစားနိုင်တော့ရာဇာကိုပဲပေးလိုက်ပါ။တော်ပြီရိုဒီတစ်ချက်ပဲပြီးတော့ဘိုက်ထဲမှာနေရလုံးဝမရှိတော့ဒီလောက်ရတာရှိရဲ့ထမင်းဟင်းတွေချက်ထားပဲချွေးမအမေဘိုက်စာထပ်ပို့စားမိလိုက်ပြီ။ဘယ်မှာလဲအမေဒီလောက်အေးနေရအောင်အခုသမီးရောက်လာပြီမလားအခုသမီးလက်နဲ့ချက်ထားရင်နွေလေးစားစရာလှုပ်ကြွေးမယ်။ဘာအကြောင်းပြချက်မှမကြားချင်ဘူးနော်။အမေကတော့ကန်နေကောင်းနေပြီပဲ။သမီးလိုမျိုးချွေးမအမေအိမ်ကိုရောက်လာခဲ့တယ်။အသက်ရှိရှိနေရပါစေ။ကျမချင်းအတွက်ထမင်းကြိုက်ထည့်ပေးထားရင်ရှော့ယူလိုက်ပါ။ကျမ2မိနစ်တွင်လာခဲ့မယ်။ကောင်းပြီကိုပြင်မှာဆိုင်ငယ်ထုတ်ရင်စောင့်နေမယ်။အမေဘာဈေးတွေဝယ်ရမှာလဲ။ဒီမှာရေးထားတာတွေဝယ်လိုက်ကျန်တာတွေတော့သမီးစိတ်ကြိုက်ဝယ်လိုက်ပါ။ကောင်းပြီမေခဏနေသမီးပြန်လာခဲ့မယ်။ချောစုကရာဇာနဲ့အတူဆိုင်ကယ်စီးပြီးဈေးသွားဝယ်ပါတယ်။ချောစုကိုလို့ကိုနောက်မှသွားလိုက်ရရင်တယောက်တည်းအိမ်ဈေးပစ္စည်းတွေတည်ပြီးဘလို့သွားမှလဲ။ရှင်စိတ်မပူပါနဲ့ကျမ3မိန်းငါပြီးသွားလိုက်မယ်။ရာဇာကချောစုကိုဈေးနားမှာချထားပြီးတော့အလုတ်ကိုသွားလိုက်ပါတယ်။အဲဒီမှာကြောက်တုံးတုံးနဲ့တိုက်ပြီးတော့ဆိုင်ကယ်ကအရှိန်နဲ့မှောက်သွားပါတယ်။ရာဇာကတန်ရာပြင်းပြင်းထန်ထန်ရသွားပါတယ်။ချောစုကအကူညီတွေခေါ်လိုက်ပါတယ်။ဖေးဒါဘာဖြစ်သွားလဲ။အခုတို့နည်းနည်းလောက်ကူညီပါအောင်။စိတ်မပူပါနဲ့ညီမအားလုံးစီပြေးသွားမှာပါ။တချို့လူတွေကချောစုကိုကူညီပြီးတော့ရာဇာကိုတာမန်စီးရုံတကူခေါ်သွားပါတယ်။ဆရာဝန်ကရာဇာကိုဆေးကုပေးပါတယ်။ခဏနေရောရာဇာသတိရလာပါတယ်။ဒဏ်ရာအပြင်းထန်တော့မဖြစ်ပေမဲ့ရာဇာရဲ့ခြေထောက်အယွတ်ထိသွားပါတယ်။2ရက်ကြာတော့ရာဇာကိုဆေးရုံဆင်းပေးလိုက်ပါတယ်။အမေသားအဆင်ပြေပါတယ်။ခြေထောက်အယွတ်ထိသွားရုံပါပဲ။1လ2လလောက်နေကောင်းသွားမှာပါစိတ်မပူပါနဲ့။သားအမေကြောက်ပါအမေကြောက်ကိုသားသမီးတွေနည်းနည်းလေးထိခိုက်နေတာအသေးကွဲမတက်ပါပဲ။ဒါပေမဲ့သားကဒီလိုအပြင်းထန်တာဖြစ်သွားတာလေ။အခုတော့ရက်တော်ကြာအလုပ်သွားလို့မရတော့။သွားဖို့လည်းမစင်စားနဲ့။ဆရာဝန်က6လနာဖို့ပြောထားတယ်။ရှင်ပစ္စံအတွက်စိတ်မပူပါနဲ့။ကျမအလုပ်နည်းနည်းလောက်ရှာကြည့်လိုက်မယ်။ဒါမှအိမ်မှာပစ္စံလေးနည်းနည်းရှိသွားမှာ။အဲဒီချိန်ချောစုရဲ့မိဘတွေကလည်းဒေလီကနေချောစုတို့စီကိုရောက်လာခဲ့ပါတယ်။ချောစုကရာဇာရဲ့မတော်တဆဖြစ်မှုကိုပုံဆက်ပြီးသတင်းပေးလိုက်ပါတယ်။သူတို့ကြတော့သူတို့မနေနိုင်တော့ပါဘူး။တမတ်အလုပ်ကိုစိတ်မပူပါနဲ့။ချောစုကအလုပ်တွေကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်ပါတယ်။ချောစုသမီးဒေလီမြို့မှာပါနီပူရီရောင်းကြည့်။အဲ့ဒါကိုသမီးကျွမ်းကျင်အောင်လုပ်တတ်တယ်။ခဏလောက်ဒီမှာနေအောင်မေး။အလုပ်လုပ်တာအဆင်ပြေသွားပြီဆိုရင်အဖေပြန်သွားလိုက်မယ်။ဟုတ်ကဲ့ဖေဒါအဆင်ပြေလောက်တယ်။ဒေလီမြို့သားနာမည်နဲ့ဆိုရင်အရန်ကိုရောင်းကောင်းလိုက်မယ်။သမီးတို့နီးနာမှာလည်းဒေလီမြို့သားဆိုပြီးပါနီပူရီရောင်းတာမရှိဘူး။ရာဇာသားလေးစိတ်မပူပါနဲ့
အဖေနဲ့အမေကဒီမှာခဏနေမယ်ကျေးဇူးပါမေကျေးဇူးပါဖေကျွန်တော်တက်တီတွေအများကြီးပေးလိုက်ပြီအဲ့လိုချွေးမှမျိုးနဲ့ခမီးခမတ်တွေကတကယ်ကံကောင်းတဲ့သူတွေပဲရချောစုရဲ့ရောက်ကမမျက်လုံးမှာမျက်ရည်တွေဝဲသွားပါတယ်ရာစားလေရောက်ကမတွေလာတဲ့အတွက်တက်တီလည်းရသွားပါတယ်ချောစုကသူ့ဖေနဲ့အတူမြို့မှာပါနီပူရီရောင်းပါတယ်အဲ့ဒီဆိုင်ထဲမှာရေးထားတာကဒေလီမြို့သားရောင်းသူအဲ့ဒီမြို့မှာပါနီပူရီရောင်းတဲ့ဆိုင်တွေအများကြီးရှိပါတယ်ဒါကိုကြည့်ပြီးတော့ပါနီပူရီလဲမှာဒေလီမြို့သားဆိုပြီးတော့မှဲ့လိုက်ပါတယ်ချောစုသမီးအဖေသိရဲ့သမီးအလုပ်တွေတယောက်တည်းကိုင်တွယ်နိုင်တယ်အခုတော့အဖေတို့သွားတင်ပြီသမီးရဲ့မောင်လေးလည်းအတော့အိမ်မှာပို့ထားကြာနေပြီအဖေတို့မရှိလို့အရန်စိတ်မကောင်းဖြစ်နေရဲ့ဆိုပြီးဖုန်းဆက်ပြီးပြောတယ်ဟုတ်တယ်ဖေမောင်လေးကတယောက်တည်းနေရကြပြီအဖေရဲ့ဒေလီမြို့သားဆောင်လည်းလုံးရအောင်မေသူလည်းပိတ်ထားအရန်ကြာနေပြီအခုသမီးအားလုံးတာဝန်ယူလိုက်မေအဖေစိတ်မပူပါနဲ့ချောစုရဲ့မိဘတွေကဒေလီကိုပြန်သွားပါပြီအခုတော့သူတို့အပြင်ရောက်နေရလဲကြာပါပြီအခုတော့ချောစုတယောက်တည်းမှုတ်လဲကိုရောက်ပါသူကနေ့တိုင်းမနက်အစောကြီးထားပြီးတော့ပါနီပူရီနဲ့တခြားပစ္စည်းတွေပြင်ဆင်ပါပြီးတော့ဈေးဥသွားပါတယ်အမဘာပဲပြောအမလည်းရအရောက်စားကောင်းနေညီမတို့တငယ်ချင်းတွေကညတိုင်းဒီဆိုင်နာကိုလာပြီးတော့အမရဲ့ပါနီပူရီကိုလာစားကြတယ်ဟုတ်တယ်အမကြီးဒါကတော့တကယ်အမှန်ပဲအရောက်အရတာရှိရဲ့ပါနီပူရီသူနဲ့အဆက်အချိုးအရတာကောင်းပါကောင်းတော်ပါတော့အဲ့လောက်ထိမချီးကျူးပါနဲ့အမအလောလောက်ခွင်လည်းပေးပါရောက်ချီးကျူးပေးရတဲ့ပါနီပူရီတစ်ခုထပ်ပေးလိုက်မယ်ချောစုကအမြဲတမ်းညနေတိုင်းဈေးမှာမှုံလဲဖွင့်ပါတယ်တပြေးပြေးနဲ့ချောစုဆောင်လာစားရလို့များလာပါတယ်အခုဆိုရင်မင်္ဂလာပွဲတွေနဲ့ပါတီတွေမှာတော့အော်ရာရနေပါတယ်ဒီလောက်ကိုချောစုနဲ့တူသူ့ရောက်ကမလေးကူညီပေးပါတယ်ညနေမှာပါတီပွဲအတွက်မင်္ဂလာပွဲအော်ရာလက်ခံရမယ်ဆိုရင်သူ့ရောက်ကမနဲ့အတူသွားပါတယ်အဲဒီမှာသူတို့ဆောင်ဖွင့်လိုက်ပါတယ်ဆိုင်မှာဒေလီမြို့သားဆိုတဲ့ဆိုင်နာမည်တွေ့လူတွေအရင်ဦးဆုံးသူတို့စီကိုလာစားကြပါတယ်ချောစုကပတ်စံနဲ့အများကြီးရှာနိုင်ပါတယ်တနေ့မှာတော့ချောစုကရာဇာနဲ့သူ့ရောက်ကမပြောလိုက်ပါတယ်အခုရှင်လဲအခြေအနေကောင်းနေပြီကျမစဉ်းစားထားတာရှင်ကားပြင်းတဲ့လောက်ကနေထွက်လိုက်တော့ကျမတို့ပါနီပူရီဆိုင်ဖွင့်မယ်ကျမတို့စီမှာပတ်စံလဲအတော်သိရှိနေပြီကျမတို့ဆိုင်တစ်ခုလောက်ငှားလို့ရတယ်ချောစုမင်းကကိုယ့်ရဲ့ဘဝတစ်ခုလုံးပြောင်းလဲပေးလိုက်တယ်ပြောကြတော့အောင်မြင်တဲ့ယောက်ျားတရားနောက်ကွယ်မှာမိန်းမတစ်ယောက်ရှိတယ်မင်းကကို့အများကြီးကူညီပေးခဲ့တယ်မင်းပြောတဲ့အတိုင်းငါနားထောင်ပါမယ်ငါရဲ့ကလေးတွေအသက်ရှည်ပါစေချောစုရဲ့ကြိုးစားမှုကြောင့်အားလုံးအဆင်ပြေနေပါတယ်ရာဇာနဲ့ချောစုကဈေးမှာဆိုင်တစ်ခုငှားပြီးတော့အဲ့ဒီမှာသူတို့ကူညီပေးဖို့လူတချို့လည်းခံထားပါတယ်ပြောကြတာတော့ဘဝမှာအခက်အခဲတွေကြုံလာတတ်ပါတယ်အခက်အခဲတွေကိုမကြောက်မရွံ့ပဲရင်ဆိုင်ပြီးတော့ဘဝအောင်မြင်ကြိုးစားပါရုန်းကန်တိုက်ပွဲဝင်သူသားလေးအောင်မြင်နိုင်မှာဖြစ်ပါတယ်အဲ့လိုမျိုးချောစုကလက်ခဲ့ပါတယ်သူကပြဿနာတွေကနေမရှောင်ပြေးပဲရင်ဆိုင်ဘာမှမစားရသေးပေနဲ့အိမ်လုပ်တွေလုပ်နေရပါတယ်လူကြားမှာကိုဝင်6လရှိနေပါပြီသူမရဲ့သားအကြီးလေးတယောက်ကကရင်ပေါ်မှာဗိုက်စာလုံးလို့အော်ငုံနေရှာပါတယ်အိမ်လုပ်တွေအကုန်လုပ်ပြီးချိန်မှာတော့ပူကြသူ့ကိုယ်သူအခုလိုပြောလိုက်ပါတယ်နေ့လယ်2နာရီတောင်ရှိနေပြီငါထမင်းဟင်းတွေလည်းချက်ရအောင်မယ်နောက်ပြီးငါရဲ့သားလေးကအတော်လေးငိုနေရှာတယ်ကလေးကမနဲ့ကနေဘာမှမစားသေးဘူးအဲလိုပြောပြီးတော့ပူကြသူမရဲ့သားလေးအတွက်နှုတ်ယူဖို့မိဖို့ကြောင့်နဲ့ဝင်သွားပါတယ်ထိုအချိန်မိဖို့ကြောင့်လေးကိုတနူးလည်းရောက်လာခဲ့ပါတယ်တနူးကဒေါသနဲ့အခုလိုပြောလိုက်ပါတယ်ဒါကလည်းအခုချိန်ဒီထမင်းဟင်းတွေမချက်ရသေးဘူးလားသူအိမ်ပြန်လာဖို့ချိန်နဲ့နီးနေပြီငါလည်းပိုက်စာနေပြီပူကြကအတနာခံတဲ့လေတံလေးနဲ့အခုလိုပြောလိုက်ပါတယ်အမရဲ့ကျမရဲ့သားလေးကမနဲ့ကနေဘာမှမစားရသေးပါဘူးသားလေးကိုနှုတ်အရင်တိုက်လိုက်ပါအောင်မယ်ပြီးမှထမင်းဟင်းချက်လိုက်ပါမယ်နောက်ပြီးကျမလည်းကိုဝင်ကြီးနဲ့လေကျမလည်းမနဲ့ကနေအခုချိန်ဒီဘာမှမစားရသေးပါဘူးပူကြပြောတာနားထောင်ပြီးတော့တနူးကတုတ်တချောင်းကောက်ကင်ကပူကြကိုရဲရဲဆက်ဆက်ရိုက်နှက်ပါအောင်လေအာအမရဲ့ကျမမရိုက်ပါနဲ့ကျမအရန်နာနေလို့ပါအမရဲ့ဒီနေ့နေနဲ့နေပိုက်တဲ့ကလေးငါတက်ပြစ်မယ်ပြီးရင်နေရတာအမိုက်ပုံမှာသွားပြစ်လိုက်မယ်လွန်ခဲ့6လလောက်ကပေါ့တနူးကအိမ်တော်ကြတာ9နှစ်ရှိနေပြီမဲ့လေတနူးကအခုချိန်ထိမိခင်တယောက်ဖြစ်မလာနိုင်ခဲ့ပါဘူးဒီနေ့မှာတော့တနူးကသူမရဲ့ယောက်ျားရာဟုကိုအခုလိုပြောလိုက်ပါတယ်ကျမတို့အိမ်တော်ကြ9နှစ်တောင်ရှိနေပြီဒါပေမဲ့ကျမတို့အခုချိန်ထိကလေးမရသေးဘူးမင်းပြောတာမှန်တယ်သူများရဲ့ကလေးတွေကိုကြည့်ရင်ကိုယ့်ဘဝစိတ်မကောင်းဖြစ်မိရဲ့ရုတ်တရက်တနူးရဲ့မျက်လုံးတွေကတောက်ပလာကအခုလိုပြောလိုက်ပါတယ်စိတ်မပူပါနဲ့ရာဟုရဲ့ကျမတို့ကလေးတယောက်ကိုမွေးစားလိုက်ကြမယ်လေပြီးတော့အခုခေတ်ကအဲ့လိုကလေးမွေးစားတာတွေရေပန်းစားနေရလေရာဟုကတနူးရဲ့ဒီစကားဘာတကူမှပြန်မပြောဘဲရုံးသွားလိုက်ပါတယ်ရာဟုကရုံးမှာအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်
ညနေပိုင်းရာဟုကရုံးကနေအိမ်ကိုပြန်ရောက်တဲ့အချိန်မှာသူ့ရဲ့မိမတနုကိုအခုလိုပြောလိုက်ပိုင်ငါမနှက်ပြန်ကြရင်တပတ်လောက်ခီးသွားစရာရှိတယ်တနုကရာဟုကိုဘာမှပြန်မပြောပါဘူးတနုကရာဟုရဲ့အလုပ်ကိစ္စနဲ့ပတ်သက်ပြီးမေးခွန်းတွေသိပ်ပြီးမေးလိမ့်မေးထားမရှိပါဘူးနောက်တနေ့ရောက်တော့ရာဟုကအလုပ်ကိစ္စနဲ့ဂျနပူရွာကိုရောက်သွားပိုင်အဲဒီရွာမှာရွာသားကြီးတွေကသူ့ကိုကြိုဆိုဖို့ရက်ဆောင်နေကြပိုင်ကျွန်တော်တို့ရွာနေကြိုဆိုပါရာဟုကြီးကျွန်တော်တို့အစောကြီးညာစောင့်နေကြတာဒီရွာမှာအစိုးရဟိုင်ဝေးလန်ခင်းမယ်လို့မင်းတို့ပြောရနဲ့ငါဒီကိုတန်းလာခဲ့တာပါပဲရွာသားကြီးရာဟုကိုပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ထဲခေါ်သွားပိုင်နောက်တနေ့မှာတော့ရွာသားကြီးကရာဟုကိုမြေပြဖို့အတွက်ခေါ်သွားနေပိုင်အဲဒီချိန်ရာဟုကလေကွက်ထဲမှာထိုင်နေတဲ့ကောင်မလေးချောချောလလလေးကိုမြင်သွားပိုင်ရာဟုကရွာသားကြီးကိုအခုလိုပြောလိုက်ပိုင်ဒီကောင်မလေးကဘာတူလဲတကြီးဒီမင်းကလေးကငါတို့ရွာသမီးလေးပဲလေသူ့နာမည်ကပူကြတဲ့ဒီကောင်မလေးရဲ့မိဘတွေကရမ်းကိုဆင်းရဲတယ်ပူကြကပြောင်းဖို့ခင်းထဲမှာစိတ်မကောင်းဖြစ်စွာထိုင်နေရကိုရာဟုကတွေ့သွားပိုင်ရာဟုကရွာသားကြီးနဲ့အတူမြေကြီးဖို့အတွက်ထွက်သွားလိုက်ပိုင်ညရောက်တော့ရာဟုရဲ့မျက်လုံးတွေထဲမှာပူကြရဲ့မျက်နှာလေးကိုပဲပြန်မြင်အောင်နေမိပိုင်ဒါငါဘာဖြစ်နေရလဲငါကောင်းနေပါလို့အဲ့ဒီကောင်မလေးအကြောင်းပဲခဏခဏရောက်နေရလေဒါလုံးဝမဖြစ်တဲ့အရာငါအိမ်တော်တဲ့တယောက်လေရာဟုကသူ့ကိုယ်သူအပြစ်တွေတင်နေမိပိုင်နောက်တနေ့မနက်မှာတော့ရာဟုရဲ့ခြေထောက်တွေကအလိုလိုနေအဲ့ဒီပြောင်းပူခင်းဘက်ကိုရောက်သွားပိုင်အခုချိန်ထိလဲပူကြအဲ့ဒီနေရာမှာညှိုးငင်စွာထိုင်နေသေးပါပဲမင်းကဘာတူလဲငါမင်းကိုမနေ့ကလည်းဒီနေရာမှာတွေ့ရအခုလိုပဲမှိုင်တိုင်တိုင်နဲ့ထိုင်နေရကျမရှင်ကိုဒီရွာမှာအရင်တခါမှမမြင်ဘူးပါငါနာမည်ကရာဟုပါငါနေလို့ရွာမှာစက်ရုံဖွင့်ချင်လို့မြို့ကနေလာခဲ့ရပါနေဘာလို့စိတ်မကောင်းဖြစ်နေရလဲဘာလို့လဲဆိုရင်ပျော်ရွှင်မှုကဘာလဲဆိုတာကျမမသိလို့ပါပဲပူကြအဲ့လိုပြောပြီးတော့သူမရဲ့အိမ်ကိုပြန်သွားပါအိမ်ရောက်တော့ပူကြရဲ့အမေဆူမီတရာကငိုယိုပြီးတော့ပူကြကိုအခုလိုပြောလိုက်ပါသမီးပူကြရဲ့သမီးလေးကမနက်ကနေညနေထိပြောင်းမှုခင်းထဲမှာအငက်ခံပြီးသွားထိုင်နေသမီးရဲ့အဲ့ဒီပြောင်းမှုခင်းကိုလုပ်ငန်းရှင်ကသိမ်းလိုက်ပြီးအမေတို့ဘလို့မှပြန်မရနိုင်တော့သမီးတို့ရဲ့ကိုယ်ပိုင်လယ်ကွက်မှာကျုံရီလိုလုံနေရတယ်ပူကြရဲ့စကားကိုကြတော့ပူကြရဲ့အဖေရမေ့ကငိုယိုပြီးတော့ပူကြဘက်ကိုကြည့်ကအခုလိုပြောလိုက်ပါအဖေတို့ရဲ့ကန်စာတာမှာဒီလိုပဲရေးထားတာပါသမီးလေးရဲ့ကိုယ့်ဟာကိုစိတ်ညစ်မခံပါနဲ့သမီးရဲ့ထမင်းလေးစားလိုက်ပါသမီးဘိုင်းမစားဘူးဖေအဖေနဲ့အမေလည်းမနဲ့ကညာဘာမှမစားရသေးဘူးမှသမီးသိပါရဲ့အဖေနဲ့အမေပဲထမင်းစားလိုက်ကြပါအဲလိုပြောပြီးတော့ပူကြအိမ်ပြင်ထွက်သွားပါဒါပေမဲ့သူတို့မိသားစုပြောနေရတွေကိုအိမ်ပြင်မှာတယောက်ကခိုးပြီးနားထောင်နေရဲဆိုတာသူမှမသိလိုက်ရှာပါဘူးအဲဒီလူကတော့ရာဟုပဲဖြစ်ပါရာဟုကရာသကြီးစီတိုက်ရိုက်သွားပြီးအခုလိုပြောလိုက်ပါကျွန်တော်ပူကြရဲ့မိသားစုအကြောင်းပြောပြပါအောင်သူတို့မိသားစုကတော်တော်လေးမကောင်းတာခံလိုက်ရရင်လွန်ခဲ့ရက်အနှင်းငယ်ပူကြရဲ့အဖေကသူ့တထေးစီကနေပတ်စံနေသွားချိခဲ့တယ်သူ့တထေးကသူ့ချေးသွားတဲ့ပတ်စံအကြောင်းပြုပြီးသူတို့ရဲ့လက်ကွက်တွေတင်လိုက်တယ်လေအရင်ကပူကြမှာအမတယောက်ရှိပါတယ်သူမရဲ့အမကပွဲစည်းတစ်ခုမှာပျောက်သွားခဲ့တယ်လက်ကွက်တွေဆုံးရှုံးလိုက်ရတဲ့ဒုက္ခသမီးလေးကိုပါထပ်ဆုံးရှုံးလိုက်ရတဲ့ခံစားချက်နင်တို့ရွာတထေးကဒီလောက်နိုင်ထက်စီနေဆက်ဆံနေသူလေအဲ့ဒါကိုနင်တို့ကဘာလို့သူနဲ့ပတ်သက်ပြီးတခုခုမှမလုပ်ရလဲ။ तू ကပတ်စံအရန်ချမ်းသာရဲ့ဆရာ။နောက်ပြီး तू ကအရန်လဲရုပ်မာတယ်။နောက်ပြီးအခုကျွန်တော်ကြားထားတာ तू ကပူကြတော်ပြစ်မားနေရဲ့တဲ့။နောက်တနေ့မှာတော့ရာဟုကပူကြတို့အိမ်ကိုရောက်သွားပါပြီ။အိမ်ပြင်ကနေအိမ်ထဲမှာတထေးကသူ့အဆောင်တွေအချို့နဲ့ပူကြရဲ့အဖေကိုအခုလိုပြောနေရတွေ့သွားပါပြီ။ဒီမှာနေငါးစီကနေပတ်စံချေးထားတာ။ဒါပေမဲ့အခုထိပြန်မဆက်နိုင်သေးဘူး။ငါနေနဲ့အလဲလဲလွတ်ချင်တယ်။ဘလို့လဲလဲမျိုးလဲဆရာ။နေ့သမီးပူကြအောင်ငါနဲ့လက်ထပ်ပေးလိုက်။အဲ့ဒါဆိုရင်နေ့အကျွေးတွေကငါဖြေလျော့ပေးမယ်။နောက်ပြီးနေ့ရဲ့ပြောင်းမှုခင်းတွေကိုလည်းပြန်ပေးမယ်။တထေးရဲ့အခုလိုစကားမျိုးကြားရတော့ရမေးလဲလုံးဝကိုတုံ့လှုပ်သွားပါ။အဲဒီချိန်မှာရာဟုကစိတ်တူတူနဲ့အိမ်ထဲဝင်လာလိုက်ပါ။မင်းရဲ့ပါးစပ်ကိုပိတ်ထားလိုက်စမ်းပါ။ဒီလိုစကားမျိုးကြီးပြောထက်တာမင်းမရှက်ဘူးလား။ဒီမှာမြို့ပွားကြလေငါတို့ရွာကိစ္စတွေနေဝင်မပါပါနဲ့။နင်တို့အဲ့လောက်တနာနေသေးငါစီကနေချေးထားတဲ့ပတ်စံတွေကိုပါနင်ပြက်ဆက်ပေးလိုက်လေ။နောက်ပြီးနင်တို့ရဲ့သမီးနဲ့မင်္ဂလာဆောင်လိုက်ပေါ့။ရာဟုကအဲ့ဒီချိန်မှာဒေါသထွက်နေရပါ။ဒေါသထွက်နဲ့အခုလိုပြောလိုက်ပါ။ငါတို့ရဲ့အကျွေးတွေဒီနေ့ပဲဆက်ပေးမယ်။ပြီးတော့သူတို့ရဲ့သမီးနဲ့လည်းလက်ထပ်မယ်။တထေးလဲစိတ်တူတူနဲ့အဲ့ဒီနေရာနေပြန်သွားပါ။ထိုအခါရမီကလက်အုပ်ချပြီးရာဟုကိုအခုလိုပြောလိုက်ပါ။တားရီဦးလေးတို့ကအရန်ဆင်းရဲတဲ့သူတွေပါ။ဦးလေးတို့မှာသမီးအပြင်တောက်ပြီးစရာဘာမှမရှိပါဘူး။
ရာဟုလည်းအဲ့ဒီနေရာကနေပြန်သွားလိုက်ပါ။သူထွက်သွားပြီးရနဲ့ပူကြားရဲ့မျက်နှာလည်းရှက်သွေးတွေဖြားသွားပါ။တပတ်လောက်ကြာတော့ပူကြားရဲ့အဖေရမေ့ကပူကြားအခုလိုပြောလိုက်ပါ။ပူကြားဒီနေ့ဖះเจ้าမှာသမီးရဲ့မင်္ဂလာပွဲရှိရလေ။ဒါပေမဲ့မင်္ဂလာဆောင်အတွက်ဝတ်ဖို့သမီးစီမှာဘာဝတ်စုံမှလည်းမရှိဘူး။ဘာမှမဖြစ်ပါဘူးဖေရဲ့။အဖေမက်မိသေးလား။အမေကမမလေးကြီးလာရင်ဝတ်ဖို့ဆိုပြီးပြောင်းမိုးတွေနဲ့ဂါဝင်လက်လာလေးချုပ်ထားသေးရဲ့လေ။ပူကြားရဲ့စကားကြတော့ရမေရဲ့မျက်လုံးကနေမျက်ရည်တွေစီးကျလာပါ။ပူကြားနဲ့ရာဟုတို့ရဲ့မင်္ဂလာပွဲကဖះเจ้าမှာပဲကျင်းပလိုက်ပါ။ဒါပေမဲ့ရာဟုကအရင်ကလေးကသူ့မှာအိမ်အောင်ရှိတယ်ဆိုတဲ့အကြောင်းကိုပူကြားကိုမပြောပြရသေးပါဘူး။အိမ်လေးကစပြီးရာဟုကအဲ့ဒီရွာရဲ့တကြီးအိမ်မှာပူကြားနဲ့အတူနေထိုင်ပါ။ပူကြားငါလေးနေ့ကိုတနေ့ကုန်ထိုင်ကြည့်ခြင်းနဲ့ကျမမကြည့်ပါနဲ့မကြခင်မွေးလာတော့မဲ့ရှင့်ရဲ့ကလေးကိုကြည့်ဖို့သာပြင်ဆင်ထားလိုက်ပါ။ဒီစကားကိုကြားတော့ရာဟုကအရန်ကိုဝမ်းသာသွားပါ။6 လကြာပြီးရဲ့နောက်မှာတော့ရာဟုကပူကြားကိုမြို့ပေါ်မှာရှိတဲ့သူ့ရဲ့အိမ်စီခေါ်သွားပါ။ကိုယောက်ျားနဲ့ကိုဝင်တဲ့မိန်းမကိုတွေ့ပြီးမိအဲ့ဒီအချိန်မှာတော့တနူကဘာမှမပြောခဲ့ပါဘူး။ဒါပေမဲ့တနူကပူကြားအချိန်တိုင်းနှိပ်စက်လာပါပဲ။လာအနှဲငယ်လောက်ကြာတော့ပူကြားချစ်စရာကောင်းတဲ့သားလေးတယောက်ဖွားမြင်ခဲ့ပါ။တနူကဒေါသထွက်ထွက်နဲ့ကိုအခုလိုပြောလိုက်ပါ။ငါကြောက်နေတဲ့အရာနောက်ဆုံးဖြစ်လာခဲ့ပြီ။ငါသူနဲ့သူ့ကလေးကိုနေလို့မရအောင်လုပ်ပြမယ်။အခုဆိုရင်တနူကပူကြားကိုတနေ့လုံးအိမ်လုပ်တွေလုပ်ခိုင်းပါ။ပြီးတော့သူမအငတ်ထားပါ။လာအနှဲငယ်လောက်ကြာမှာတော့ပူကြားမှာထပ်ပြီးတော့ကိုဝင်ရလာပြန်ပါ။တနေ့ကျတော့ထမင်းဟင်းမချက်ရသေးလို့ပူကြားကိုတုံးနဲ့ရက်ဆက်စွာရိုက်နှက်လာပါ။ညနေရာဟုရုံးကနေအိမ်ကိုကြိုပြန်ရောက်တော့ပူကြားရဲ့အခြေအနေကိုမြင်ပြီးရာဟုကအရန်ကိုဒေါသထွက်သွားပါ။တနုနေပူကြားကိုဘာလို့ရိုက်နှက်နေရလဲ။အခုကိစ္စမှာသူ့ပြေဘာလို့တော့နောက်ပြီးနေရဒီကလေးငယ်တေးသေးလေးကအငတ်ထားတယ်။ကျမခဏလေးတောင်ရှင့်ရဲ့မရဲ့ငယ်ကိုလည်းတီးမခံနိုင်ဘူး။အဲလိုပြောပြီးတော့တနုကပူကြားရဲ့အခန်းထဲဝင်သွားကသူမရဲ့အထုပ်ကိုယူလာပါ။မင်းဘာလုပ်နေရလဲ။တနုကဒေါသနဲ့အဲ့ဒီအိတ်ကိုလွတ်ပြလိုက်ပါ။လွင်ပြလိုက်တော့အိတ်ကပြဲသွားကအိတ်ထဲကနေပူကြားရဲ့ပြောင်းပူနဲ့လှုပ်ထားတဲ့ကောင်းဝင်လေးထွက်ကြလာပါ။အဲ့ဒီပြောင်းပူနဲ့လှုပ်ထားတဲ့ကောင်းဝင်လေးကိုမြင်ပြီးတော့ရုတ်တရက်တနုကမျက်ရည်ကျလာပါ။သူမပြေးပြီးပူကြားကိုဖက်လိုက်ပါ။နေအဖေနဲ့မြန်ရမေ့နဲ့အမေနဲ့မြန်ဆူမီတရာလား။ဟုတ်တယ်။ဒီပြောင်းပူကောင်းဝင်လေးကိုငါမေကငါအတွက်ချုပ်ပေးခဲ့ရ။ကျမနားမလဲ။နေရဲ့ပျောက်သွားတဲ့အမရန်ငါပဲပူကြား။နောက်ပြီးငါဘလောက်များယူလိုက်လေ။ငါညမညာငါမျက်စိရှိမှရှိနေရတော့ငါဘလောက်နှိပ်စက်ခဲ့လာတယ်လေ။တနူးရဲ့စကားကြတော့ပူကြားလေးငိုယိုပါရယ်။မရဲ့မမောင်ညီမလေးရောအဖေရောအမေရောနေရာတွေအများကြီးမှလိုက်ရှာခဲ့တယ်။မမပဲရောက်သွားလေ။ပွဲစီမှာလူစုကွဲပြီးအမမြို့ပေါ်ရောက်လာခဲ့တယ်။မြို့ရောက်တော့အမကိုတထေးမကြီးတယောက်ကမွေးစားခဲ့တယ်။သူမမှာကလေးတယောက်မှမရှိဘူး။ကွဲခွာခဲ့ရညီမနှစ်ယောက်လုံးကငိုကုန်ကြပါ၏။ရာဟုရဲ့မျက်လုံးကနေလည်းမျက်ရည်တွေစီးကျလာပါ၏။မိဘတွေတွေ့ရဖို့သူတို့ရွာကိုပြန်သွားကြပါ၏။ပြီးတော့သူမရဲ့ညီမကိုသူမရဲ့ယောက်ျားရဲ့မရငယ်အဖြစ်ပျော်ရွှင်စွာလက်ခံလိုက်ပါ၏။ပူကြားရဲ့ကလေးကိုလည်းတနုကအမေရင်းတယောက်တစ်ဖွဲချစ်ခင်ကျူးရစွာဆက်ဆံပါရယ်။ကဲအခုလိုမျိုးစိတ်ဝင်စားစရာကာတွန်းပုံမြင်လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမရဲ့ channel ကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့နှုတ်ဆက်ခဲ့ပါရှင်။